အားလုံးပဲမင်္ဂလာပါ။ဂမီယာလော်ဂီ page ကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့တော့ရရဆိုတာဘယ်လိုမျိုးလဲဆိုတော့ခေါင်းစဉ်နဲ့ဘိုးစုထားတချို့ကိုမျှဝေပေးသွားပါမယ်။ရရအကြောင်းပြောနေချိန်မှာမတိတာနားမလည်တာရှိရင်မေးလို့ရပါတယ်။ကဲကိုကမမေးချင်အောင်ဆိုရင်လည်းကိစ္စမရှိပါဘူး။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်နေတဖြည်းဖြည်းနားလည်လာပါလိမ့်မယ်။အရင်ကလော်ဂီပညာနဲ့ပတ်သက်တဲ့ post တွေကိုရေးတင်ပေမဲ့တော်တော်များများအတွေ့အကြုံတွေနဲ့ပတ်သက်တာကိုပဲရေးဖြစ်တာကြောင့် post တွေကဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေအောင်သတိထားမိနေပါတယ်။ဒါကြောင့်ဗီဒီယိုတွေဖန်တီးပြီးတော့စာရေးတဲ့ post တွေမှာမရှိခဲ့တာတွေကြံခဲ့တာတွေအစားပြန်ပြီးတော့ဖန်တီးဖို့စီစဉ်နေပါတယ်ပေါ့နော်။ကဲနေရအရှင်နေပြီဆိုတော့ဆက်လိုက်ကြရအောင်။ရရကိုပါဠိဘာသာနဲ့ရေးထားတဲ့အနတ်အဓိပ္ပာယ်ကိုအရင်ဆုံးပြန်ဆိုပြပါမယ်။အိစိတာနေစိတံဖလံယာဘိပဝတ္တတိတိရရအိစိတာနေစိတံဖလံအလိုရှိရသောအကျိုးအလိုမရှိရသောအကျိုးကိုယာဘိပဝတ္တတိတိဖြစ်စေတဲ့ရောက်စေတဲ့ဤဣတိတံတမထို့ကြောင့်ရရဟုခေါ်၏ရရမှာအကျမ်းပြင်းအဖြစ်တော့၃မျိုးရှိပါတယ်အဲ့ဒါကတော့နိနံလိုက်တတ္တရရအသက်လိုက်ပြုလို့ရမယ့်ရရနဲ့တဲရိုက်တဲ့စဉ်ရရတွေပဲဖြစ်ပါတယ်အမိပေးတာစပြီးတော့နောက်ဆုံးအတိုက်လုပ်တဲ့သူတွေထိစပုတ်ပြင်စပုတ်အညွတ်စတူရန်တရိယန်စသည်တို့ကိုအကြောင်းပြုပြီးတော့ရရဆင်ခြင်းရရချီခြင်းတဲရိုက်ခြင်းတက်ဆင်ခြင်းတက်ပြင်ခြင်းတို့ကိုအသုံးပြုပြီးတော့လူနာရဲ့အခက်အခဲများကိုဖြေရှင်းဖို့အတွက်အသုံးပြုကြပါတယ်မြင်သာအောင်ပြောရမယ်ဆိုရင်အနီပေးမိဆိုပါကပြင်စပုတ်အစစပုတ်လေအညွန့်အဆုံးဆိုပြီးတော့လိုက်ဖက်အောင်မြည်ပေးပါကအဆင်ပြေနိုင်ပြီးတခါတရံမှာတော့ကိုယ့်ရဲ့နာမည်ကကိုယ့်ကိုပြန်ခိုက်နေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကတော့နာမည်ပေးရမှာအသုံးပြုခြင်းဖြစ်ပြီးတော့အတိုက်သို့မဟုတ်အစီရင်တစ်ခုလုံးမယ်ဆိုရင်သူ့ကိုနိုင်လို့စနှင့်ကုန်လိုရာဆေးပေါ်သုံးဆိုတဲ့အလင်္ကာတွေကလည်းအင်္ဂါဝိဇ္ဇာရဲ့တစိမ့်တဲ့ပိုင်းမှာပါဝင်ပါတယ်ဒါအပြင်အသက်ပိုင်းခြားသတိထားဆိုတဲ့အလင်္ကာတွေလည်းရှိပါတယ်ဒါဘာလို့ဆိုလိုတာလဲဆိုတော့အသက်ပိုင်းခြားတစ်ခုစီတိုင်းမှာကြီးမားတဲ့ကံပြောင်းလဲတွေရှိပါတယ်ကိုယ့်ရဲ့အသက်ပိုင်းခြားကကံကောင်းစီဖို့မဟုတ်ဘဲနဲ့ဘူမိမိနေတဲ့အချိန်ဆိုရင်ဘူမိဆိုတာကတော့မြေကြီးတက်ပေါ့နော်ဘူမိမိနေတဲ့အချိန်ဆိုရင်လူတစ်ယောက်ကအသက်သက်ကျော်နေနေတဲ့အတွက်ကိုယ့်ရဲ့သပင်အင်ကြီးနာမည်နဲ့ကိုသိန်းရနန်းတို့ဟာဒီလူပုံစံရုပ်ထဲမှာထည့်သွင်းထားပြီးတော့မြေမြုပ်တာရေမျောတာမိရှို့တာစသဖြင့်မိမိရဲ့ဘူမိကံကိုယခုလိုမျိုးရွှေ့ပြောင်းခြင်းအပြင်ရောနေနေတဲ့အတ္တတကလည်းပြန်ပြီးတော့ပြေးဝလာနိုင်ပါတယ်။ဒါကတော့လူတစ်ယောက်ကိုလက်ထွေးလှုပ်ဆောင်ပြီးတော့အခိုက်အတန့်ဖြစ်တာကြောင့်ကိုရိအစီရင်သို့မဟုတ်ရရလည်းဖြစ်ပါတယ်။နောက်ဆုံးတရားရတဲ့စင်မှာလည်းအလင်္ကာတစ်ခုရှိပါတယ်။အဲ့ဒါကတော့တမ်းမပိုင်ရင်နတ်မကင်နေတဲ့တမ်းမပိုင်မဲနဲ့နတ်တွေနဲ့ပတ်သက်အောင်ကြိုးစားတာသူတို့ရဲ့စွမ်းအားတွေကိုဆင့်ခေါ်တာသို့မဟုတ်သုံးဆွဲတာတွေပြုလုပ်ရင်ကိုယ့်အတွက်အနေနဲ့ဖြစ်လာနိုင်ပါတယ်။ဒီစကားပုံဟာလောကီပညာရက်တွေရဲ့ဘေးဒဆိုးကျိုးကိုသတိပေးတာဖြစ်ပါတယ်။တက်ခုမပိုင်မဲ့နတ်ခိုင်မြင့်ရင်ဘေးရန်တွေပြန်သိမ်းခြင်းနတ်တွေရဲ့စွမ်းအားကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါပြုလုပ်သူအပေါ်ဘေးရန်တွေပြန်လည်တက်ရောက်စေနိုင်ပါတယ်။အကျိုးမပေးဘဲပျက်စီးခြင်းအစီရင်တွေကအောင်မြင်မဲ့အစားပျက်စီးသွားပြီးမိမိရဲ့အခြေအနေစီးပွားရေးလူမှုရေးကိစ္စတွေကိုပါထိခိုက်စေနိုင်ပါတယ်။လောကီပညာရဲ့အတိုင်းမှာတစ္ဆာဆောင်နိုင်မှုနဲ့စီကံတွေရှိပါတယ်။ဒီစီကံတွေကိုဖောက်ပြမိရင်တော့အစီရင်ကပြတ်သွားတာမျိုးဒါမှမဟုတ်ရင်စိုးကျိုးတွေပေးတတ်တာမျိုးဖြစ်တတ်ပါတယ်ကျွန်တော်ရဲ့ PRC လေးမှာစီကံချက်၃ချက်လို့ပါပဲဒါပေမဲ့ဆေးအားမြည်ခံပြီးတော့ဒီစီကံချက်တွေကိုလက်တလုံးကြားပေါက်ပြတ်နေတဲ့သူတွေကလည်းတူးနဲ့တည်ရှိပါတယ်ဒါကတော့ကိုယ့်ကိုယ်ပြန်လိန်နေတာနဲ့အတူတူပါပဲဒီကြောင်းရာကိုတော့တင်ကိုယ်တိုင်ဆုံးဖြတ်တတ်ပါသည်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်လိုက်ရအောင်ကျွန်တော်တို့ရရတွေပြုလုပ်တဲ့အခါမှာများသောအားဖြင့်အုံညွန့်တပြေညွန့်စသဖြင့်လူခိုင်းတာရှိပါတယ်။ဒါပေမဲ့ဘာကြောင့်လူတန်းရတာလဲ။အုံညွန့်ကဘလိုဓာတ်တွေရှိတယ်။တပြေညွန့်ကတော့ဘလိုဓာတ်တွေရှိတယ်ဆိုတာကိုဆရာတော်များများပြောပြလေးမရှိပါဘူး။ဒါကြောင့်ကျွန်တော်လေ့လာထားတဲ့အထက်ကမှတ်မိသလောက်ကိုအနည်းငယ်ပြောပြပေးသွားပါမယ်။နံပါတ်1အုံညွန့်တပြေညွန့်လူချင်းအုံညွန့်ကတိုက်ပွဲကံစီးပွားရေးခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုပြီးတော့ကိုးစားပြုပါတယ်။တပြေညွန့်ကတန်ရှင်းမှုငြိမ်သက်မှုအေးချမ်းမှုအတွက်ကိုးစားပြုပါတယ်။လူတဲ့ပုံစံကတော့ထိုညွန့်နေနဲ့ရေသွင်းခြင်းနိဒန်တဲ့ဘုရားမှာလှူဒန်းခြင်းဒီညွန့်နေနဲ့ရေချိုးခြင်းများပြုလုပ်ကြပါတယ်။နံပါတ်2တောင်မတူသောအမြင့်တီးရွက်သို့မဟုတ်တောင်မတူ33ပင်ဒါကတော့နည်းနည်းရှုပ်သွားခါလိမ့်မယ်။တောင်မတူဆိုတာကတော့နေရာဒေသမတူညီတဲ့နေရာတွေကနေပြီးတော့ရရှိလာတဲ့ဆေးဘက်ဝင်အပင်များကိုဆိုလိုခြင်းဖြစ်ပါတယ်။အမြင့်တီးရွက်ဆိုတာကတော့ဆေးဘက်ဝင်သောအပင်၏အစိပ်အပိုင်းများဥပမာအားဖြင့်အမြင့်အတီးအရွက်ဥစသဖြင့်အားလုံးကိုခြုံငုံဖော်ပြထားခြင်းဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့တန်ရှင်းစင်ကြယ်စေခြင်းကံဆိုးကိုဖယ်ရှားခြင်းတို့ဖြစ်ပါတယ်။အနည်းချုပ်အားဖြင့်ဒီຢာတွေကိုလောကီပညာလိုက်စားနေတဲ့လူတချို့ကသာအသုံးပြုလိရှိတဲ့အတွက်လူတော်တော်များများကတော့ကြားဘူးမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီຢာတွေကသိထားတဲ့အရာတွေဖြစ်တာကြောင့်
မှတ်သားထားသိချင်ပါတယ်ဗျနံပါတ်3အင်္ဂါ3ခြင်းခြေရအင်္ဂါလို့သည်ဆိုစီမှာဂျိုအင်္ဂါကြီးစွမ်းရည်မြင့်သက်ဆိုင်သည့်အရာများနေ့ရက်များနဲ့အချိန်များကိုအသုံးပြုပြီးတော့အစီရင်ပြုလုပ်ခြင်းကိုဆိုလိုပါတယ်မိမိလိုချင်သောရည်ရွယ်ချက်မှာဥပမာအားဖြင့်ရန်သူကိုအနိုင်ယူခြင်းအာဏာရရှိလိုခြင်းရေစံတတိတွေတိုးပွားလာစေခြင်းတို့ကိုအထမြောက်စေရန်အတွက်အင်္ဂါဂျိုကြီးစွမ်းရည်ကိုအသုံးပြု၍အစီရင်ပြုလုပ်ခြင်းဖြစ်ပါတယ်ဒီအရာတွေကတော့တိုက်ပွဲထွက်တော့မယ့်အချိန်တွေမှာပြုလုပ်တဲ့အရာတွေဖြစ်ပါတယ်နံပါတ်4မိတော့လူရန်ချင်းမိလူချင်းမိတော့လူရန်ချင်းဟာကံညံ့နေတဲ့ကတ်ခဲတွေကိုဖယ်ရှားစေဖို့အတွက်ပြုလုပ်တဲ့ရည်ရွယ်ဖြစ်ပါတယ်နံပါတ်5ရေလူရန်ချင်းသို့မဟုတ်ရေသွင်းခြင်းအဲ့ဒီအသေးပဲကတော့မိမိရဲ့ဘဝတာယာအေးချမ်းစေရန်စိတ်နှလုံးချမ်းမြေ့စေရန်အတွက်လူရန်တဲ့ရည်ရွယ်တွေဖြစ်ပါတယ်နံပါတ်6ငါးလူချင်းမကောင်းတဲ့အရာတွေကိုပြန်ထုတ်ဖို့အတွက်တက်ရှိတမဲ့ပယ်ခြင်းအနေနဲ့ငါးလူချင်းကိုပြုလုပ်တတ်ကြပါတယ်အတိတ်ပဲကတော့အသက်ငယ်ခြင်းကတရားရှိသဖြင့်ကံကောင်းဖို့အတွက်ရည်ရွယ်ပါတယ်နံပါတ်9တစ်ချက်ရရတစ်ချက်ဝါချထုတ်ပေါ်မှာစမသို့မဟုတ်အင်းချက်တွေစီရင်ပြီးတော့တစ်ပင်မှာချိန်ချင်းရေထဲမှာမျောခြင်းတို့ပြုလုပ်လို့ရပါတယ်အတိတ်ပဲကတော့မကောင်းမှုဖြစ်လာနိုင်တဲ့အရာတွေကိုဒီတင်းမော်တို့စားထိုးအနေနဲ့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒါကတော့မှတ်မိသလောက်ကိုပြန်ပြောပြထားတာဖြစ်ပြီးတော့တခြားအရာတွေလည်းအများကြီးရှိပါသေးတယ်ဒါကြောင့်ကိုယ့်ကိုဒီအရာတစ်ခုလူရန်ခိုင်းတာဟာဘာကြောင့်လဲဆိုတာတင်ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်မှသာမှားမှန်အောင်ခွဲခြားနိုင်မှာဖြစ်ပါတယ်အနည်းချုပ်လိုက်ခြင်းအပြင်ရေရဆိုတာမိမိရဲ့မကောင်းတဲ့ကံတွေကိုကံကောင်းစေဖို့ပြောင်းလဲတာကောင်းနေတဲ့ကံတွေကိုကြမသွားအောင်ထိန်းပေးတာမျိုးတွေဖြစ်ပါတယ်။တင်တာဒီအရာတွေကိုသိမထားရင်ဆရာပြောသမျှကိုလိုက်ယုံပြီးတော့လိုက်လုံနေပါကမိမိထင်ထားတဲ့ဆရာအမှန်ကန်ဆိုရင်တော့တမျိုးပေါ့နော်။ရမ်းပြောနေတာမျိုးဆိုရင်တော့အဲ့ဒီအခိုက်တွေသူရမ်းပြောလိုက်လို့ကိုလှုပ်တဲ့အခိုက်တွေကကိုယ့်စီကိုပဲပြန်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးစဉ်းစားခွဲခြားနိုင်ဖို့အတွက်နောက်ဗီဒီယိုတွေမှာတင့်ကိုအတွေ့အကြုံရအောင်လုပ်ပေးပါမယ်။အားလုံးပဲကျမ်းမာချမ်းသာပြီးကံကောင်းတဲ့နေ့ရက်လေးပိုင်ဆိုင်ပါသေးလို့ဆုတောင်းရင်းနဲ့ညီကုန်းချိုးလိုက်ပါတယ်ခင်ဗျာ။ Yeah.